ကမှရှိတယ်လူရှိစုကဖျားတောင်းတွေရောက်နေရဖြစ်ပါတယ်ဒီနေ့အားဖျားတောင်း9နှစ်ပြည့်မှာမို့လို့အားလုံးပဲဖွဲ့ပြီးဆုံးဖြတ်ရဖြစ်ပါတယ်ကျွန်တော်တော့မြန်မာနေပြီးတော့မှဂျပန်ရောက်နေတဲ့မောင်မတွေအများကြီးပဲရှိပါတယ်ဖူကုတ်ကမှရှိတဲ့လူတွေဖြစ်ဖြစ်ဖူကုတ်ကနားမှာရှိတဲ့လူတွေဖြစ်ဖြစ်ဒီပွဲလေးကိုလာပြီးတော့မှပေါင်းများဖြစ်လို့ရပါတယ်အချမ်းပွဲလေးလည်းရှိသေးရဲ့နော်ကဘာကူကောင်းတော့မလို့ဖြစ်ပါတယ်နည်းနည်းနောက်ချနေလို့ပြေးနေရပါတယ်နီးကူကောင်းတော့နေပါပြီချင်းရတဲ့ညီမလေးနဲ့အတူသွားနေရပါကျွန်တော်တို့ခုသွားတဲ့အချိန်မှာပေါ့နော်လမ်းသွားတဲ့အချိန်မှာလမ်းမသွားရပေါ့နော်လမ်းမသွားတယ်အဲ့ဒါလေးအမှတ်တရလေးပါပဲအခုတော့လမ်းမပေါ်ရောက်သွားပါပြီအားလုံးလည်းလိုက်ကြည့်ပေးပါဦးနော်အားလေးပါလေးခဲ့တယ်။ဒီကနေ့ကျမှစောင့်ကြမယ်။လေးလာပါတယ်မစချောင်းလေး။